ကိုကန်ကောင်းဘယ်တော့မှပထမဆုံးချိန်လာခဲ့တာလဲဟိုစားဖွင့်ကြတဲ့အားပေးခဲ့တာပါကြာပါပြီလောကဒီမှာလေးဆိုင်စားဖွင့်တွေကလာပေးတာထိုင်လို့လည်းကောင်းတယ်တရှင်တဲ့ဘူးလည်းရှိလို့လာထိုင်ရအားပေးတာမြင်လာခဲ့တယ်စားတော့လည်းကောင်းလို့ဝန်ဆောင်မှုလည်းကောင်းလာဖြစ်တာပါဒီမှာတို့ဒီကိုကန်ကောင်းမှာအကြိုက်ဆုံးမန်နူကဘာလဲဆိုတာလည်းပြောပြပေးပါအောင်မစီလုံးကော်ဖီကိုကြိုက်တယ်ကျက်စီသမင်းကြိုက်တယ်ဘဲသားမုံကြိုက်တယ်အချိန်တိုင်းလေးအဲ့ဒါလေးတောက်လိုက်ရရင်ကိုအေးသွားတာပဲကြိုက်ဆိုးရတော့မရှိတော်များကိုစားလို့ကောင်းတဲ့အတွက်အားပေးပြတယ်အဲ့ဒီမှာခုနကပြောလို့တစ်ခါကျရင်ဝက်ခောက်လန်တို့သမင်းစားမယ်ဆိုရင်အဲ့ဒါလေးလည်းကောင်းတယ်ကောလင်းဆန်ပြားတို့ဘာလို့လဲရှိပါတယ်အဲ့ဒါလေးလည်းကောင်းတယ်ကိုကန်ကောင်းဆိုင်ရောပေါ့နော်ဘယ်သူတွေနဲ့လာဖြစ်လဲမသိဘူးရှင်မိသားစုလိုက်လာဖြစ်ပါတယ်ညီမတို့ကိုကန်ကောင်းရဲ့ပေါ့နော်စနေတင်းကုန်လေးရတဲ့မီနူလေးတွေကိုစားဖို့လားမသိဘူးရှင်စားဖို့ပါတယ်ညီမကောင်းပါတယ်ကောလင်းကျွေးမုံလည်းရမ်းကောင်းနောက်ပြီးတော့ငါးမြင့်ချင်းခေါက်ဆွဲလေးလည်းကောင်းပါတယ်နည်းနည်းနေ့လည်ညနေမှာဘယ်ချိန်ပေါ့နော်အများဆုံးလာဖြစ်လဲကိုကန်ကောင်းဟုတ်မနေ့ပိုင်းကိုအများဆုံးလာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီဆိုင်မှာကောလင်းစံပြားသုံးနဲ့ကောလင်းတူဘူးကျော်နာမည်ကြီးရတယ်စားကြည့်တော့လည်းတကယ်ကောင်းပါတယ်နေ့တည်းကျရင်တော့ပေါင်းသိနေတစ်ခေါက်တည်းတော့တစ်ပတ်ကို2ခါ3ခါတော့ရောက်ဖြစ်ပါတယ်ကိုကန်ကောင်းရဲ့အကောင်းဆုံးအချက်ကရောဘာဖြစ်တယ်ထင်လဲကိုတော့ဘဲသားမုံအကြိုက်ဆုံးပါပဲကောင်းကောင်းတော့ဘဲသားမုံကတော်တော်ကောင်းပါတယ်ရန်ကုန်မြို့မှာကိုမရှိသလောက်ကိုရှားပါတယ်ကောင်းတဲ့ဆိုင်